加3加2加4加2加3加5加8减6减5减2减3加5加2加3加8减5等于29。回答。ချက်9ဆိုတော့3လက်ချက်အဲ့တော့4 plus 3တခွင်4 minus 3တခွင်အဲ့တော့ဒီဟာနဲ့ဒီဟာနဲ့မရဘူးဒီဟာနဲ့ဒီဟာနဲ့မရဒါနဲ့ဒါနဲ့မရဘူးဒါနဲ့ဒါနဲ့မရလေးလေးလီ16အနုပ်လေး3လီ7နေလေး3လီ7နေအနုပ်3လီ9အဲ့တော့စနစ်နဲ့စနစ်နဲ့ကြည့်အဲ့တော့16 minus 9ဟော16 minus အဲ့ဘယ်လိုလဲနှုတ်ရှု16ထဲက9ကိုနှုတ်လူတီးလေးကိုစုပ်အဲ့6မိနစ်လောက်တစ်စေကြည့်တော့16ကိုဟမ်